ဂျပန်ရီဂျင် TikTok အကောင့်ကို10 မိနစ်ထဲနဲ့အမြန်ဆုံးဖွင့်နေ VPN ခံစရာမလိုဘဲနဲ့ပတ်စံရတဲ့ဂျပန်ရီဂျင် TikTok အကောင့်ကိုအလွယ်ကူဆုံးဖွင့်ဖို့အတွက်ကိုစုကဒီနေ့ဗီဒီယိုလေးမှာပြပြပေးသွားမှာဖြစ်ပါတယ်ရှင်။ကဲဒါဆိုလို့ရှိရင်စဖွင့်ဖို့အတွက်ဘာတွေလိုအပ်လဲ။ TikTok တစ်ခါမှမဖွင့်ဘူးတဲ့ Gmail အကောင့်တစ်ခုလိုအပ်ပါတယ်။အကောင့်ဖွင့်ပုံဖွင့်နည်းအသေးစိတ်ကိုစုကဒီဗီဒီယိုလေးမှာပြပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်။အသေးစိတ်တစ်စင်းချင်းစီလည်းလုပ်ကြည့်ကြရအောင်နော်။အရင်ဆုံးစုလို့ TikTok ထဲဝင်ပါမယ်ပြီးရင် profile ဘက်ကဟိုးပေါ်ဆုံးမှာ943ချောင်းထဲကိုဝင်မယ်ပြီးတော့လို့ရှင် setting and privacy ထဲကိုဝင်မယ်ပြီးရင်အောက်ဆုံးမှာ Swiss account ဆိုတာလေးရှိရပါတော့အဲ့မှာ add account နှိပ်လိုက်ပါအဲ့မှာမလို့သေးပဲနဲ့စုလို့အောက်မှာ Time region ဆိုပြီးတော့ဖြစ်နေတဲ့ဟာလေးကိုအဲ့ Time ဆိုတဲ့ဟာလေးကို Japan ဆိုပြီးတော့ပြောင်းပေးမယ်ပေါ့နော်ပြီးရင်စုလို့က Gmail နဲ့ပုံမှန်မလို့ Gmail Google Gmail ထဲကိုဝင်မယ်ပေါ့နော်အဲ့မှာစုလို့ပထမဦးဆုံးတစ်ခါမှမဖွင့်ဘူးတဲ့ TikTok တစ်ခါမှဖွင့်ဘူးတဲ့ Gmail အတစ်တစ်ခုလိုပဲပေါ့နော်အဲ့မှာစုကရွေးလိုက်တယ်ပေါ့နော်တစ်ခုရွေးလိုက်တယ်ပြီးတော့ရှင် continue စနေမယ်ပြီးသွားရင်သူမေးရဲ့အဲ့မှာ date လေးတွေဖြစ်မယ်ပေါ့နော်အဲ့ဒါက16နှစ်အထက်ဖြစ်ကြပါပဲเนาะ date ရွေးတဲ့ခါကြလို့ရှင်အသက်16နှစ်အထက်ဖြစ်ကြပါမယ်ပြီးသွားရင် continue နှိပ်မယ်ပြောလို့ရှိရင်အဲ့မှာကိုယ့်ရဲ့နာမည်ကိုချိန်တဲ့နာမည်ပေးလို့ရပါတယ်ပေါ့နော်စုကတော့ဒီတိုင်းလေးတော့မပြောင်းတော့ပါဘူးပြီးရင်တော့ရပါပြီ TikTok အကောင့်လေးရဖွင့်ပါပြီ Japan region ဟုတ်မဟုတ်ပြန်စစ်ကြည့်မယ်နော်ဟိုကအဆက်ကလေး3ချောင်းလေးကိုဝင်ပါမယ်အဲ့မှာ setting and privacy ထဲဝင်မယ် account တွေကိုထပ်ဝင်မယ် account information တွေကိုထပ်ဝင်မယ်အဲ့မှာ Japan region TikTok အကောင့်လေးဖြစ်သွားပါပြီပေါ့နော်တေချာလည်းလုပ်ကြည့်လို့ရှိရင်မကတ်တာမလို့ဆွပြောထားတယ်လို့မျိုးတစ်စင်ချင်းလေးလည်းလုပ်ကြည့်နော်အဆင်မပြေဘူးဆိုလို့ရှိရင် comment မှာရေးခဲ့ပြပါနောက်ဗီဒီယိုလေးမှာပြန်တွေ့ပါမယ်ဒီ account လေးကို follow လုပ်ပေးကြပါနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်